လက်ရှိချန်ပီယံတွေအုပ်စုပြုတ်လေးပြုတ်ထားရှိတယ်ဆိုတာအစင်လာတွေကျင်းစာတွေမဟုတ်ပဲခြေစွမ်းသာဖြစ်ကြောင်းနဲ့တောင်အမေရိကအသင်းတွေကခြေစွမ်းကျနေတယ်ဆိုတာမဟုတ်ကြောင်းသိခါဆဲတက်တည်ပြရတော့မယ်အာဂျင်တီးနားကိုကျွန်တော်တို့သုံးသပ်လိုက်ကြရအောင်လက်ဖြတ်မနဲ့ကြလို့ရှိရင်အာဂျင်တီးနားကအယ်ဂျီးရီးယားနဲ့အုပ်စုပွဲစဉ်တစ်စကန်ပါမယ်ဒီနေ့မှာတော့အာဂျင်တီးနားကမနစ်ကလူစီရင်ကိုပဲသူတို့ကအဓိကအားပြုပြီးပြန်ခေါ်လာတယ်ပလေယာတစ်တွေဖြစ်ကျွန်တော်နီကိုပတ်တို့ဒီပြီးရင်ဒီအတလက်တီကိုရဲ့ဒီကိုစီမီနစ်ရဲ့သားစီမီနစ်ပေါ့နော်စီမီနစ်တို့ဒီလောက်ပဲပါလာတယ်ဗျအရန်အများကြီးပါမလားဘူးပလေယာတစ်တွေဒါပေမဲ့သူ့ရဲ့2022ချန်ပီယံပလေယာဟောင်းနေတဲ့မှာဒီအန်ဆိုဖာနန်ဒက်စ်တို့ဂျူလီယန်အဲဗာရက်တို့ဆိုလို့ရှိရင်တော့ဒါကလူငယ်လေးတွေပဲရှိသေးတဲ့အတွက်အခုချိန်မှာသူတို့ရဲ့ prime ကိုရောက်နေတာဆိုတော့ဒီမက်ဆီဦးဆောင်လာမဲ့အာဂျင်တီးနားအသင်းကလက်ရှိမှာတောက်လျှောက်ရလက်တွေစိုးပြီးတော့လူတွေစောင့်ကြည့်ခြင်းခံနေရတဲ့တောင်အမေရိကကလပ်တွေရဲ့တိတ်ခါကိုအကောင်းဆုံးပြန်ဆယ်ပေးနိုင်မလားဒီပွဲမှာဒီနေ့မှာအမေရိကတိုက်ထဲမှာပဲကျင်းပါတယ်ဗျာဒါပေမဲ့ကွန်ကာကတ်စုံမှာလက်တင်ဘက်မဟုတ်ဘူးဒါပေမဲ့လက်တင်အသင်းတွေကဒီမာလာကန်တဲ့ပွဲတွေမှာအကုန်လုံးကိုတော်တော်လေးတိုင်ပတ်နေကြတယ်တောင်အမေရိကအသင်းတွေဒီနေ့အီကွေဒေါရှုံးတယ်ပါရာဂွေးရှုံးတယ်ဥရုဂွေးတည်ကြတယ်ဘရာဇီးတည်ကြတယ်အခုလာပြီကျွန်တော်တို့ဒီချန်ပီယံတောင်အမေရိကရဲ့အကောင်းဆုံးတွေတဲ့အသင်းအကောင်းလောလောဆယ်မှာဆိုအကောင်းဆုံးလို့ပြောလို့ရတဲ့အသင်းအာဂျင်တီးနားကလည်းကျွန်တော်ဒီအယ်ဂျီးရီးယားနဲ့ကန်ရမယ်အုပ်စုဖွင့်ပွဲတေချာတော့အုပ်စုဖွင့်ပွဲမှာအာဂျင်တီးနားအနေနဲ့အမှားခံလို့မရဘူးနောက်တစ်ချက်ကဒီကမ္ဘာဖလားကြာကျွန်တော်21ရာစုထဲမှာကျင်းပခဲ့တဲ့ကမ္ဘာဖလား6ချိန်မှာဆိုရင်၄ချိန်ကလက်ရှိချန်ပီယံတွေအုပ်စုပြန်ပြုတ်သွားကြတယ်အဲ့ဒါကြီးကလည်းဗျာအစင်လာလို့တမဘယ်လိုပြောမလဲကျင်းစားလို့သူတို့ကအဲ့လိုဖြစ်နေတာဗျအုပ်စုပြန်ပြုတ်သွားတဲ့အသင်းတွေကတော့ကျွန်တော်တို့68ချန်ပီယံပြင်သစ်က2000ထဲမှာပြုတ်တယ်2006ချန်ပီယံအီတလီက2010မှာပြုတ်တယ်2010ချန်ပီယံစပိန်က2014မှာပြုတ်တယ်2014ချန်ပီယံဂျာမနီက2018မှာပြုတ်တယ်မပြုတ်ခဲ့တာကတော့2002ချန်ပီယံဘရာဇီးက2006မှာကွာတာတီတက်ပြီးတော့2018ချန်ပီယံပြင်သစ်က2020မှာဗိုလ်လုပွဲတွေပြန်တက်ခဲ့တယ်ဒါကတော့ဒီချန်ပီယံအသင်းတွေကသူတို့ရဲ့မျိုးဆက်အသစ်တွေနဲ့မျိုးဆက်အဟောင်းတွေကိုအကောင်းဆုံးတွဲဖက်နိုင်ခဲ့ရင်နောက်ထပ်လာတဲ့ပြိုင်ပွဲတစ်ခုမှလည်းရလက်ကောင်းပြီအဲ့လိုအကောင်းဆုံးမတွဲဖက်နိုင်ခဲ့တဲ့အသင်းတွေကပြုတ်သွားတာပါအာဂျင်တီးနားအတွက်ဒါကသိဆိုးရင်စရာမရှိသလိုဒီနှစ်မှာကအုပ်စုတတိယရရင်တော့မှအကောင်းဆုံးအုပ်စုတတိယအဖြစ်မျှော်လင့်ခွင့်ရှိပြီးနောက်တစ်စစ်တက်ဖို့အခွင့်အရေးရှိနေတဲ့အတွက်ဒါကြီးကဖြစ်လာဖို့တော့မရှိပါဘူးအာဂျင်တီးနားအနေနဲ့ဒီနှစ်မှာလည်းအုပ်စုပိုဖြစ်ပဲနောက်တစ်စစ်တက်ဖို့များပါတယ်ဒါပေမဲ့ဗျာကျွန်တော်တို့ဒီလက်ရှိမှာကျင်းပနေတဲ့ဒီကွန်ကာကပ်ဆောင်က2026ကမ္ဘာဖလားကတောက်လျှောက်ဒီတောင်အမေရိကကလပ်တွေအတွက်အဲ့လိုတော်တော်လေးခက်ခဲနေသလိုခံစားရတယ်ဗျဘရာဇီးဆိုလည်းမော်ရိုကိုနဲ့တွေ့ပြီးတော်တော်လေးတိုင်ပတ်သွားတယ်ဥရုဂွေးဆိုလို့ရှိရင်လည်းညကဆော်ဒီအာရေဗီးယားကိုတော်တော်ကစားလိုက်ရတယ်နောက်တစ်ချက်ကပါရာဂွေးဆိုလုံးဝဗျာအချိန်လေးဆိုးဒီအင်ရှင်အမေရိကန်ရဲ့လုံးသမားခံလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်ဗျာအီကွေဒေါဆိုလည်းအိုင်ဘရီကိုမရှင်းနိုင်ခဲ့ဘူးနောက်တစ်သင်းအနေနဲ့ကျွန်တော်ကိုလံဘီယာတော့ကြံသေးတာပေါ့နော်ကိုလံဘီယာပွဲကြရင်တော့ဘယ်လိုလာမလဲမသိဘူးဒီတော့ဒီလက်ရှိအာဂျင်တီးနားကဒီနှစ်သူတို့ကမနစ်ကခြေစွမ်းအတိုင်းရှိနေစေမနစ်ကလိုပဲငါတို့လုံနိုင်စေဆိုတာကိုသူတို့အကောင်းဆုံးပြသဖို့လိုရတယ်အုပ်စုဖွင့်ပွဲဖြစ်တဲ့တော့ကျွန်တော်တို့အများကြီးလက်ခံမှန်းလို့မရဘူးဒီ player တယောက်ချင်းစီရဲ့ skill တွေကလည်းကျွန်တော်တို့သိတဲ့အတိုင်းဒီအာဂျင်တီးနားမှာပါလာတဲ့ player တော်များများကလူတွေချင်းနေပြီးသားအယ်ဂျီးရီးယား player တွေလောက်ကြတော့ကျွန်တော်တို့ကိုယ်တိုင်လည်းပုံမှန်ကြည့်နေကြ player တွေမဟုတ်တဲ့အတွက်ဒီ player တွေတကယ်ပြိုင်ပွဲမှာဘယ်လိုကစားမလဲဆိုတာကိုဒါကျွန်တော်တို့အဖွင့်ပွဲမှာကောင်းကောင်းလေးစောင့်ကြည့်ရမှာပေါ့သေချာတာကတော့အာဂျင်တီးနားအသင်းနေနဲ့အဖွင့်ပွဲမှာရလက်ကောင်းအောင်ယူမယ်သူတို့ရလက်ကောင်းအောင်မယူနိုင်ခဲ့ရင်သူတို့တို့အဲ့လိုအုပ်စုဒုတိယဖြစ်သွားရင်ဗျာများသောအားဖြင့်အဲ့လိုအသင်းတစ်ဖက်ကလာတဲ့အုပ်စုပထမအသင်းကြီးတွေနဲ့တွေ့ရတာများတာဆိုတော့အုပ်စုဒုတိယအနေနဲ့တော့ဘယ်သူမှမတက်ချင်ကြအောင်အသင်းကြီးစင်းပြီးလက်ရှိချန်ပီယံပြီးအုပ်စုပထမဖြစ်အောင်ကြိုးစားမှာသေချာပေါက်ဒီပွဲမှာအာဂျင်တီးနားရှိသမျှအကုန်သုံးပြီးတိုက်လိုက်မယ်ကျွန်တော်တို့ဒီအာဂျင်တီးနားအသင်းလီယိုနယ်မက်ဆီရဲ့လက်ရှိချန်ပီယံအသင်းဘာတွေလုပ်နိုင်လဲသူတို့ဘယ်လောက်ထိထပ်ပြီးတော့ဒီနှစ်မှာလုံးပြမလဲဆိုတော့ကျွန်တော်တို့တော်လေးစောင့်ကြည့်ရမှာရင်ခုန်စရာကောင်းနေပါတယ်ဗျဒီတော့နောက်နေ့မနက်မှာကံမဲ့အာဂျင်တီးနားပွဲကိုကျွန်တော်တို့ပါလာတဲ့လူစင်းပေါ်မူတည်ပြီးတော့အသေးစိတ်သုံးသပ်ရမယ်ဆိုလို့ရှိရင်အာဂျင်တီးနားကဒီနှစ်မှာလည်းဒီမက်ကလစတာနဲ့အဇိုဖာနာနဲ့အတွဲကိုပဲထပ်သုံးလာမလားအမှန်တိုင်းပြောတော့မက်ကလစတာကခြေစွမ်းနည်းနည်းကျနေတယ်ဗျဒါပေမဲ့မက်ကလစတာကိုကြော်ပြီးတခြားလူတယောက်နေရာပေးဖို့အတွက်လည်းအာဂျင်တီးနားကွင်းလယ်မှာအရင်မက်ကလစတာတက်ပို့ပြီးကောင်းနိုင်တဲ့ player မတွေ့ရဘူးနောက်တစ်ချက်ကကွင်းလယ်တိုင်းစင်းနေရမှာနီကိုပတ်ဆိုတဲ့ player လေးကိုခေါ်လာတယ်မှန်တိုင်းပြောနီကိုပတ်ကဒီအာဂျင်တီးနားအသင်းမှာဝင်ကစားဖို့အဆင်သင့်ဖြစ်နေပြီဗျသူ့ရဲ့ခြေစွမ်းရနဲ့သူမိနစ်ကကိုမိုမှာလုံးပြခဲ့တာအကုန်လုံးရပါတော့တခုရှိတာကကျွန်တော်လီယိုနယ်မက်ဆီနဲ့နီကိုပတ်နဲ့မှာလီယိုနယ်မက်ဆီကသူ့ရဲ့အရင်ပုံစံကျွန်တော်တို့ညာဝင်းထွက်ဆော့မှာလားဆန်နာဖော်ဝါဆော့မှာလားဆိုတော့မသိရဘူးတကယ်လို့သာလီယိုနယ်မက်ဆီကအဲ့လိုကွင်းလယ်မှာနီကိုပတ်အတွက်ဘယ်လိုပြောမလဲ
နေရာတော့ထပ်မယ်ဆိုလို့ရှိရင်နီကိုဘက်ကစားရတာတော့တိုင်ပတ်သွားနိုင်တယ်ဖြစ်နိုင်လို့ရှိရင်တော့ဒီလိုပွဲမျိုးမှာဟိုပထမဆုံးပွဲမှာနီကိုဘက်ကိုပွဲထုတ်ချင်တယ်ဆိုလို့ရှိရင်လီယိုနယ်မက်ဆီကိုစနာဖောဝါပြောင်းသုံးလိုက်တာကိုပဲဖြစ်စေချင်တယ်ဗျမက်ဆီကဖောဝါမှာဆိုလဲကောင်းကောင်းကစားနိုင်တယ်သူ့ရဲ့အတွေ့အကြုံနဲ့သူ့ရဲ့ခြေစွမ်းဘာမှပြောနေစရာမလိုဘူးဗျာကမ္ဘာအကောင်းဆုံးကစားသမားလေးသူကဂျူလီယန်အဲဗရက်ကိုထုံးစံနိုင်သူတို့ဒီညာဘက်ချန်အဲ့လိုမျိုးဟက်စပိတ်နဲ့တောင်မန်နှစ်ခုကောင်းကောင်းဟိုပြေးပြီးတော့အဲ့ area ပြန်အဆုံးသက်တာတွေ area ထဲဝင်ပြီးဆုံးသက်တာတွေလုပ်ဖို့အတွက်ကိုပဲဒီကျွန်တော်တို့ဟိုဂျူလီယန်အဲဗရက်ကိုထားတင်တယ်ဗျဖြစ်နိုင်ရင်တော့လူတာရိုမာတီနက်ကိုဒီပွဲမှာမသုံးစေချင်ဘူးလူတာရိုမာတီနက်ပါလာမယ်ဆိုလို့ရှိရင်တိုက်စစ်မှာလီယိုနယ်မက်ဆီကဟိုလူတာရိုမာတီနက်နဲ့နေရာသွားထပ်ပြီးတော့ကွင်းလည်ပြန်ဆင်းလာရတဲ့ခါကျရင်နီကိုဘက်ကစားပေါက်ရမ်းကျိတ်သွားလိုက်ချက်သွားလိုက်မယ်ကျွန်တော်တို့ဖြစ်နိုင်လို့ရှိရင်ဒီလိုဖွင့်ပွဲမျိုးမှာနီကိုဘက်ကိုပွဲထုတ်စေချင်တယ်ယုံကြည်မှုရစေချင်တယ်နီကိုဘက်ကတကယ်အာဂျင်တီးနားအတွက်မျှော်လင့်စရာကစားသမားလေးဗျကျွန်တော်တို့ဒီအမြဲတမ်းဗျအဲ့လိုဟိုနေရာဆိုတာဖယ်ပေးရတယ်ဗျဒီနေရာက9နေရာအပိုင်ဆိုတာမျိုးကတစ်သလုံးဘယ်တော့မှရှိမနေတတ်ဘူးချိန်တန်ဆိုနေရာဆိုတာဗျသိတော့လားနောက်လူတက်လာလို့ရှိရင်နောက်လူတက်လာတဲ့လူကိုအဲ့လိုကြီးဖယ်ပေးဖို့တော့လိုတယ်ဗျဒီတော့လီယိုနယ်မက်ဆီကိုကျွန်တော်တို့ကနေရာဖယ်ခိုင်းရတော့မလားဒီနေ့မှာကျွန်တော်စောင့်ကြည့်ရလိမ့်မယ်ဗျအာဂျင်တီးနားအတွက်လီယိုနယ်မက်ဆီကတပွဲလုံးကစားပေးနိုင်တဲ့အနေအထားမှာကျွန်တော်တော့မမြင်တော့ဘူးဘာလို့ဆိုတော့လက်ရှိကမ္ဘာဖလားပွဲတွေကအရန်ကိုဘယ်လိုပြောမလဲတော်တော်လေးကိုပြင်းထန်တာမြင်ရတယ်ပြီးလို့ရှိရင်ဒီ cooling break တွေတောင်လုံးနေရတဲ့အနေအထားမျိုးပါဗျလီယိုနယ်မက်ဆီကအသက်အရွယ်သူကအမေရိကန်မှာပဲကစားနေတာလေဘာဖြစ်လို့လဲလို့ပြောလို့မရအောင်ဗျမေဂျာလိပြိုင်ပွဲရဲ့ပြိုင်ဆိုင်မှုနှုန်းနဲ့လက်ရှိကမ္ဘာဖလားပြိုင်ပွဲရဲ့ပြိုင်ဆိုင်မှုနှုန်းကအကွာကြီးမို့လို့ပါလီယိုနယ်မက်ဆီကအကောင်းဆုံးကစားသမားတစ်ယောက်ရာစုနှစ်တစ်ခုလုံးအပြင်မှာလက်ရှိကမ္ဘာဘလုံးလောကရဲ့အရင်ကမ္ဘာဘလုံးလောကအကုန်လုံးမှာအကောင်းဆုံးတစ်ယောက်လို့ပြောလို့ရတာတတ်မှတ်လို့ရတာဒါကိုကျွန်တော်တို့လက်ခံတယ်ဒါပေမဲ့ဒီလိုမျိုးပွဲမျိုးမှာတော့လီယိုနယ်မက်ဆီထက်အဲ့လိုမျိုးအနာဂတ်လည်းဖြစ်လာမယ်လက်ရှိချိန်မှာလည်းကောင်းကောင်းကြီးအသုံးထည့်ပြီးတော့ဗျာအကျိုးပြုနိုင်မယ်နီကိုပတ်လိုပလေယာမျိုးကိုတကယ်ရေးတင်းပွဲထုတ်တင်တယ်လို့ကျွန်တော်ခံစားမိတယ်ဗျအဇိုဖာနာဒက်မကာလာစတာတို့ရဲ့ရှေ့မှာနီကိုဘက်ကိုထားကစားမယ်ဆိုလို့ရှိရင်အာဂျင်တီးနားအတွက်ဘလို့မျှော်လင့်စရာကြီးအများကြီးဖြစ်လာနိုင်တယ်ဗျာလီယိုနယ်မက်ဆီကိုဖြစ်နိုင်ရင်ကျွန်တော်စနာဖော်မှာပဲထားစေချင်တယ်သို့မဟုတ်သူ့ရဲ့ဘယ်တောင်မှာပဲပေါ့နော်သူ့ဘယ်တောင်မှာပဲသူနေပြီးကစားလို့လည်းရသူ့ညာတောင်မှာပေါ့နော်သူကစားနေကြညာတောင်မှာပဲသူနေပြီးအေးဆေးကစားလို့လည်းရတာကျွန်တော်ဆိုရင်တာတစ်ခုပဲလီယိုနယ်မက်ဆီဒီသူကအများတန်းအဲ့လိုကွင်းလယ်တိုက်စစ်နေရာကနေဘောလုံးပေးပို့မှုတွေအရန်ကောင်းတဲ့အတွက်အဲ့နေရာမှာနီကိုဘက်နဲ့တထက်နေမှာအရန်ကြောက်တာဒီကိုဘက်ကိုလွတ်လွတ်လပ်လပ်ကစားစေချင်တယ်ဗျာလောင်းရဲမိသွားတာမျိုးတွေဘာလို့လဲဒီလူငယ်လေးကအာဂျင်တီးနားရဲ့တကယ်မျှော်လင့်ချက်တွေနောက်တက်လာတဲ့အာဂျင်တီးနားကစားသမားတွေမှာဂျူလီယန်အဲဗာရက်ပြီးရင်နီကိုပတ်ထပ်ပို့ပြီးတော့မျှော်လင့်ချင်စရာကောင်းတဲ့ကစားသမားတကယ်မရှိဘူးဗျမက်စတာတူနိုလည်းပါမလားမက်စတာတူနိုကလည်းအမှန်တိုင်းပြောတော့တကယ်မျှော်လင့်ဖို့ကောင်းပါတယ်ဗျာနောက်နှစ်တည်ကြရင်တော့ဘယ်လိုဖြစ်လာမလဲတော့မသိဘူးပေါ့နော်မက်စတာတူနိုလည်းပါမလားဖြစ်တဲ့အတွက်နီကိုဘက်ကတကယ်ဒီနှစ်မှာနီကိုဘက်ကိုနေရာပေးတယ်လို့ကျွန်တော်မြင်တယ်လီယိုနယ်မက်ဆီကိုထုံးစံတိုင်းကျွန်တော်ပြောသလိုသူ့ရဲ့ပုံမှန်ညာတော့မှာသူမဟုတ်စနာဖော်ကပြောင်းသုံးပြီးတော့လူတာရိုမာတင်နက်ကိုအောက်လိုက်ပြီးဂျူလီယန်အဲဗာရက်တကယ်လို့လူတာရိုမာတင်နက်ကိုမအောက်ပဲနဲ့စနာဖော်မှာလူတာရိုမာတင်နက်ကိုထားမယ်ဆိုဂျူလီယန်အဲဗာရက်မာတင်နက်လီယိုနယ်မက်ဆီအန်ဆိုဖာနာဒက်မာကလက်စတာနီကိုဘက်အဲ့လိုပုံစံမျိုးဆော့မယ်ဆိုလို့ရှိရင်တော့နီကိုဘက်လည်းကစားပေါက်ချောင်းသလိုလီယိုနယ်မက်ဆီလည်းအရင်မပင်ပန်းဘူးဗျာငကိုရီးယားအာဂျင်တီးနားသားတွေကလူနယ်မက်ဆီကိုအရင်ဖေးမှပြီးအရင်ဟိုတာဖြစ်ကြတယ်အဲ့လိုမှမဟုတ်ပဲနဲ့ဒီဘက်ဘယ်တောင်မှတခြားတယောက်ထုတ်ကျင်တယ်ဆိုလို့ရှိရင်လီယိုနယ်မက်ဆီကိုစနာဖောပို့တာမျိုးပဲလုပ်စေချင်တယ်ကွင်းလယ်မှာနီကိုဘက်နဲ့နေရာတော့ထပ်ပြီးတော့နီကိုဘက်ကိုလီယိုနယ်မက်ဆီရဲ့လောင်းရဲ့အောက်ရောက်သွားမှာကျွန်တော်အရန်ဆွဲမိတယ်ဗျပြီးတော့နောက်တစ်ချက်ကဒီနှစ်မှာဒီမာရီယာပါမလာဘူးဗျဒီမာရီယာပါမလာတဲ့အတွက်ဒီမာရီယာရဲ့နေရာကိုနီကိုဘက်အကောင်းဆုံးဖြည့်ပေးနိုင်ရမယ်လို့မြင်တယ်ဗျဒီမာရီယာတောင်ပန်ကစားတာနီကိုဘက်နဲ့ဘာမှမဆိုင်ဘူးလို့ပြောလို့မရဘူးဒီမာရီယာအဓိကလှုပ်ပေးတာတဲ့အာဂျင်တီးနားမှာအဓိကသူလှုပ်ပေးတဲ့အရာဒီအဲ့လိုဘောလုံးပေးပို့မှုတွေကောင်းတယ်သူကသူ့ရဲ့မြန်ထုံးနဲ့ပြေးထွက်နိုင်တယ်နီကိုဘက်မှာလည်းအဲ့ဒါတွေနှစ်ခုစလုံးရှိတယ်ဗျကိုမိုနယ်ပွဲမှာကိုမိုကစားတဲ့ပွဲတွေတော်တော်များများမှာနီကိုဘက်ကတယောက်ချင်းဆွဲပြေးသွားတာတွေလည်းအရန်ကောင်းတယ်လို့ဘောလုံးပေးပို့မှုနှုန်းတွေလည်းအရန်မိုက်တယ်အေရီယာပြန်ကန်ချက်တွေလည်းတကယ်ကောင်းတယ်ကျွန်တော်တို့ဒီနှစ်မှာနီကိုဘက်ကိုအာဂျင်တီးနားနဲ့အတူတောက်ပလာတာကျွန်တော်တို့တကယ်မြင်နေတဲ့အတွက်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီလိုပွဲမျိုးမှာနီကိုဘက်ကိုပွဲထုတ်ပြီးတော့ရဲရဲတင်းတင်းအသုံးပြုတင်တယ်လို့ကျွန်တော်မြင်ပါတယ်ကဲဒီတော့အာဂျင်တီးနားမရက်ဖန်ကြလို့ရှိရင်ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဒီကျွန်တော်ကပြောခဲ့တဲ့အဲ့လို၄သင်းလောက်လက်ရှိချန်ပီယံဖြစ်ပြီးအုပ်စုပြုတ်သွားတဲ့အစင်လာတွေတမိုင်းတွေကတော့ဒီနှစ်မှာဖြစ်လာမယ်လို့တော့ကျွန်တော်မထင်တော့ပါဘူးဗျโอเคအားလုံးပဲကျွန်တော်နောက်ပွဲတွေမှာပြန်တွေ့ရတော့